အခုကဘာကြီးမှာဘာသာတရားတွေကွဲပြားနေတာအကြောင်းမှန်ကိုမသိလို့ကွဲပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေကွဲပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲရှားတတ်တော်တွေကဘယ်ကရောက်လာအကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစစ်မှန်အကြောင်းတရားသည်သိပြီးတော့နည်းနည်းလို့လက်လန်းမပြီးတော့မမြင်နိုင်ဘူးမမြင်နိုင်တော့ဘာသွားတွေးလို့ဆိုထာဝရဘုရားကြီးဖန်ဆင်းလို့ဆိုတဲ့အကြောင်းတရားပြောတော့တယ်ဒါလွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေရှိတယ်လောကကြီးမှာကဘာကြီးမှာလည်းပဲဆိုင်ရာအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆိုင်ရာအကြောင်းတရားတွေရှိတယ်ဩကာသလောကကြီးမှာလည်းပဲဆိုင်ရာအကြောင်းတရားတွေရှိတယ်သူဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောထာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှားယွင်းတဲ့အယူဆတရားပေါ်လာအဲ့ဒါကိုဝိတ္တမဟေတုဒိဋ္ဌိလို့ခေါ်တယ်မမှန်မကန်တွေးခေါ်လာတဲ့အဖြစ်တစ်ခုမဟုတ်ဘဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲပေါ့တကယ်ဖန်ဆင်းတာမှမဟုတ်ပဲအဲ့ဒါမှဝိသမဟိတုဒိဋ္ဌိအဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့အလေးမစင်စားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် causeless အားကြောင့်မှမရှိသူကသူဖြစ်တာလို့ပြောကြတယ်အဟိတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိသူ့ဘာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်မြတ်စွာဘုရားကအကြောင်းတရားကိုရှာပြတယ်ဘာနဲ့ရှာပြပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြသစ္စာ၄ပါးနဲ့ရှာပြတယ်မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအားဖြင့်ဘာကိုဟောတော့သစ္စာ၄ပါးခေါ်တယ်လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တော့ဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်းတီးစရာကောင်းပြီးခဘာမှမရှိဘူးလို့ပြောတယ်အဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အနက်ကခုတ်စိတမမှန်ကန်သည့်အတွက်ယုံမုန်းစရာကောင်းတယ်ခါကထင်တဲ့အတိုင်းတစ်ခုမှမဟုတ်ဘူးလို့ပြောတယ်ထင်တဲ့အတိုင်းတစ်ခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြန်ကြဘူးတော်တော်များများကတော့ suffering လို့ပြန်ကြတယ်မှန်ကန်တဲ့အဓိပ္ပာယ်ကိုမရောက်နိုင်ဘူးတချို့ကပြောင်းပြီးတော့ဘယ်လိုပြန်တော့ဆို unsatisfactoriness ကျေနပ်စရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ်suffering လို့ပြန်ရင်လူတွေကအတွေးခေါ်ဘယ်လိုဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါတွေလည်းဒုက္ခပဲရှိတယ်ဆိုဘုရားဝါဒကဒုက္ခကြီးကိုကြည်နေတဲ့ဝါဒကြီးလို့ဆိုပြီး pessimism လို့ထင်မှားကုန်ကြတယ်အဆိုးမြင်ဝါဒကြီးလို့ဒီလိုထင်နေကြတယ်မဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါဒကြီးဖြစ်ယူဆလာကြတယ်တကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒုကျေနပ်စရာမကောင်းဘူးခထင်တဲ့အတိုင်းတစ်ခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးရုပ်နဲ့နာမည်ရှိနေတယ်မိန်းမလို့ထင်တယ်ရုပ်နဲ့နာမည်ရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာရုပ်နဲ့နာမည်ရှိတယ်ဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာ